Hello အခုကဘယ်နိုင်တော့ရုံသိလား9:42 မိနစ်အစားလာကျွေးပြီးနှိမ့်ဆက်တဲ့သူတက်အိုးရှိတာတက်အိုးရှိတာတို့ကဒီမှာချက်သားနဲ့လုပ်ထားတဲ့ဘာလဲတော့ nugget ကမလဲ no preservative သူကဒီ no preservative ကိုအသေးသဘောကျရတယ်လား preservative ပါဘူးဆိုပြီးတော့လေအဲ့ဒါမှတစားပါတယ်ဒါမှတစ်ခါရောက်ဟောလုပ်လိုက်ရုံပါဒါဖွားကြွေးလို့မရဘူးလေဆိုတော့နောက်ကဘွားလေးကိုတစ်ခါလေးကြည့်ထားပြီလားခါလိုက်ပြန်မှနှုံးလေးကိုလည်းကြည့်ထားပြီလားအစားကျွေးပြီးတော့နိစတဲ့သူကတဲ့ရှိပါတယ်လို့စိတ်ဆိုးစရာကောင်းတယ်မုန်းလိုက်တာ